အားလုံးပဲမင်္ဂလာပါနော်။ Ghost Town မြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ကြောက်စရာကောင်းတဲ့ကျွန်းကြီးထဲမှာပိတ်မိနေတဲ့ရှန်လိုတဲ့နှက်ဆိုးဘလူးတွေနဲ့ဇက်ကောင်တို့ရဲ့သဲထိတ်ရင်ဖို့ဇလန်းတစ်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Pumpkin Panic လို့ခေါ်တဲ့ဒီဇလန်းလေးကအရင်ကထူးဆန်းပြီးကြောက်စရာကောင်းပါတယ်။ Pumpkin Man လို့ခေါ်တဲ့ဇက်ကောင်ကိုယ်တိုင်ကလည်း Monster တစ်ကောင်နဲ့ဆင်တူနေပြီ။သူရဲ့ဦးကောင်းနေရာမှာ Pumpkin တစ်သီးလေးရှိနေတာပါ။သူတီလိုပုံစံမျိုးဘလို့ဖြစ်သွားလဲဆိုတဲ့ Black Story ကိုတော့အမားတို့လည်းသိချာမသိသေးပါဘူးရှင်။ဒါပေမဲ့အမားတို့သိရသလောက်တော့သူဟာဒီကျိုးထဲမှာပိတ်မိနေခဲ့တာဖြစ်ပြီးသူ့ကိုပုံစံမျိုးမျိုးနဲ့တပ်ပြတ်ဖို့ကြိုးစားနေတဲ့အန်ဒီရရှိတဲ့ Monster တွေရဲ့ရန်ကနေအကာအကွယ်ယူဖို့အတွက်ကြိုးစားနေတာပါ။သူ့ကိုကူညီပေးမဲ့အဖော်တယောက်လည်းရှိနေပါတယ်။သူကတော့ကြီးကပ်ငှက်ဖြစ်တဲ့ Crow ပါ။သူတို့ဟာရန်လိုတဲ့မိစ္ဆာကောင်းနေရှိနေတဲ့ဒီကျုံကနေဘလို့ပုံစံဆိုလွှတ်အောင်ထွက်ပြေးဖို့ကြိုးစားနေကြတာပါ။သူနေတဲ့နေရာကိုလည်းအကာအကွယ်တွေနဲ့ကာယံချပါတယ်။ဒါပေမဲ့လည်းတချို့ monster တွေကဒီအကာအကွယ်တွေကိုကျော်လွန်ပြီးဝင်လာနေစေပါပဲ။တချို့ monster တွေကတော့အင်အားသုံးပြီးချိုးပြက်ဝင်လာကြသလိုတချို့ monster တွေကတော့တရက်တစီဆန်ဆန်ဝင်ရောက်လာကြတာပါ။ Pumpkin Man နဲ့အတူရှိနေတဲ့ Crow ကလည်းဒီ monster တွေကိုကြောက်ရွံ့နေတာပါ။ဒီအတွက်ပျက်စီးနေတဲ့ဆက်လေးကိုအရင်ဆုံးပြုတ်ပြင်ရမှာပါ။ဒီဆက်လေးကိုပြုတ်ပြင်ပြီးမှဒီကျုံးကနေထွက်ခွာနိုင်မှာပါ။လေကိုပြင်ဖို့အတွက်ငွေကြေးလိုအပ်ပါတယ်။ဒီငွေကြေးကိုတော့ Pumpkin Man အနေနဲ့သူ့ရဲ့ channel မှာအပင်စိုက်နိုင်တိုင်းရရှိမှာဖြစ်ပါတယ်။ပြီးတော့ပန်းပင်တွေရှေ့လောင်းဖို့အတွက်လည်းရေတွင်းထဲကရေခတ်ဖို့လိုအပ်ပါတယ်။ story လေးရဲ့အစမှာတော့ Crow က Pumpkin Man အမြန်နှိုးထားဖို့ပြောနေတာပါ။သူတို့ခြံဝင်းရဲ့အလဲမှာပဲတခုခုဖြစ်နေတာဖြစ်ပြီးဒါကပုံမှန်မဟုတ်ကြောင်းနဲ့တွားရောက်စစ်ဆေးတင်ကြောင်းပြောနေတာပါ။ Pumpkin Man ခြံဝန်းထဲမှာတွားရောက်စစ်ဆေးစစ်မှာပုံမှန်မဟုတ်တဲ့အတန်တွေကြားလာရပြီး Crow က Crawler လို့ခေါ်တဲ့ monster လာနေပြီဖြစ်ကြောင်းသတိပေးပါတယ်။ဇက်ကောင်ကအခန်းထဲကိုပြေးဝင်သွားပေမဲ့အခန်းထဲမှာလည်းတိတ်ကြကြနေလို့မရပါဘူး။အခန်းထဲမှာရှိတဲ့ဖြောင်းတိုင်၃ချောင်းကမီးမငိမ့်ဖို့ကလည်းအရေးကြီးပါတယ်။ဖျောင်းတိုင်တစ်ချောင်းကို10စက္ကန့်ပဲခံတာမို့ Pumpkin Man မှာစွတ်စွတ်ပေါင်းအချိန်3စက္ကန့်ပဲရှိတာပါ။ဒီမီးငိမ့်သွားရင်တော့ Shadow Pumpkin လို့ခေါ်တဲ့တစေတကောင်အခန်းထဲကထွက်လာမှာပါ။ဒီတစေကဇက်ကောင်နဲ့တပုံစံနဲ့ဆင်တူပါတယ်။ဒီဖြောင်းနိုင်တွေကအရှင်တို့ကတော့တစ်ချောင်းကိုစက္ကန့်20ခန့်တာပါအချိန်ကတော့ဒီကန်းထဲကိုစက်ကောင်ဝင်သွားချိန်ကနေစမှတ်တာပါအချိန်ကုန်ဆုံးသွားလို့အခန်းပြင်ကိုထပ်ပြေးပြန်တဲ့အန်ဒီရတွေအများကြီးကစောင့်ကြိုလေးရပါပဲဒီတော့စက်ကောင်နေနဲ့အခန်းထဲမှာလည်းနေရတယ်လို့ crawler မရှိတဲ့အချိန်အခန်းပြင်ပြန်ထွက်လို့ရပါသေးတယ်ဒီလိုနဲ့ပဲ crawler ရဲ့ရန်ကနေလွတ်မြောက်သွားခဲ့ပါတယ်နေဝင်ချင်းဆိုရင်တော့အပြင်ဘက်ချမ်းကလုံးဝကိုအမှောင်ကျသွားတာပါဒီအချိန်မှာစက်ကောင်ကတိတ်လင်းလင်းထင်းထင်းမရှိတဲ့မီးအိမ်လေးကိုပဲအားကိုးရပါတယ်။အဲ့ဒီအချိန်မှာအရန်ကိုတတိထားရမှာကတော့မီးအိမ်ရဲ့စီမကုံသွားဖို့ပါပဲ။အလင်းရောင်မရှိတော့ရင်တော့စက်ကောင်အသက်ခံရမှာဖြစ်ပါတယ်။ညအမှောင်မှာနောက်ထပ်တတိထားရမယ့်လူသက်ကောင်တွေကတော့ Happy Clown နဲ့ Sad Clown တို့ဖြစ်ပါတယ်။ညဘက်ချိန်ခါမှာဒီလုံးတန်ကြားရပြီဆိုရင်စက်ကောင်အနေနဲ့ဒီလုံးကြားရနေရာကိုသွားရမှာပါ။အဲ့ဒီနေရာမှာကတော့ Happy Clown ကိုတွေ့ရမှာဖြစ်ပြီးသူပေးတဲ့လက်ဆောင်ကို Sad Clown ကိုအချိန်မီသွားပေးရမှာပါ Happy Clown ကစက်ကောင်ကိုအန်ဒီမပေးဘူးဆိုပေမဲ့သူပေးတဲ့လက်ဆောင်ကို Sad Clown ကိုအချိန်မီမပေးနိုင်ခင်တော့ Sad Clown ရဲ့ရှာပွေတက်ဖြတ်တာကိုခံရမှာပါအမထင်တာကတော့ဒီ Clown နှစ်ကောင်လုံးကစက်ကောင်ကိုတက်ဖြတ်ချင်ကြတာချင်းအတူတူပါပဲသူတို့အတွက်လိုအပ်တဲ့ခွင့်ရတစ်ခုကိုရှာနေကြတာပါနောက်ထပ် monster တစ်ကောင်ကတော့ Albino ပါသူကသူ့ရဲ့သားကောင်နဲ့အကွာဝေးတနေရာမှာရှိနေချိန်မှာတော့ဘာမှမလုပ်ပါဘူးသူ့ဟောတာမန်အားဖြင့်သမင်တကောင်အသွင်အယောင်ဆောင်ထားတာဖြစ်ပြီးသူနဲ့အနည်းဆုံး6ပေအကွာမှာနေမှရမှာပါသူနဲ့နည်းနည်းကက်ကက်နေမိတော့သူ့ရဲ့တပ်ဖြတ်ခြင်းကိုခံရမှာပါသူနဲ့ဝေးဝေးနေဖို့ကနှိဘက်မှာလွယ်ကူပေမဲ့ဘာမှမမြင်ရတဲ့မှောင်မဲနေတဲ့ညဘက်ပိုင်းတွေမှာတော့မလွယ်ကူပါဘူးဒါကြောင့်ညဘက်ပိုင်းတွေဆိုရင်တော့ကိုယ့်အိမ်နဲ့နီးနီးမှာပဲနေမှအသက်ရှင်မှာပါနောက်ထပ် monster တစ်ကောင်ကတော့ Pumpkin Claw ပါသူ့စီရနဲ့တခုခုတောင်းဆိုလို့ရပါတယ်ဒါပေမဲ့အဲ့ဒီအတွက်အသက်ဝိညာဉ်တွေကိုပေးဆက်ရမှာပါဒီဝိညာဉ်တွေကို तू ကနှိမ့်ဆက်မှာလားဘာလို့မှလည်းအတိအကျမသိရပါဘူးနောက်ဆုံးဆက်လေပြုတ်ပြင်ပြီးချိန်မှာတော့ဆက်လေကိုပိတ်ဆို့ထားတဲ့ရေပွဲကောင်ကိုနှိမ်နှင်းဖို့ပဲကြံပါတယ်ဒါပေမဲ့ဇက်ကောင်မှာတလောက်အင်အားမရှိပါဘူးဒါကြောင့်လည်း Pumpkin Claw နဲ့အပေးယူပြုတ်လုပ်ပြီးလေနားမှာကျင်းစားတဲ့ပွဲရှိနေတဲ့ရေပွဲကောင်ကြီးလည်းပျောက်ကွယ်သွားပါတယ်အဲ့ဒီနောက်ဆက်ကောင်လည်းထွက်ခွာဖို့ပြင်ဆင်มาတော့တယ်သူ့ရဲ့မိတ်ဆွေကောင်းဖြစ်တဲ့ Claw ကိုလည်းဒီ6ချားစရာကောင်းတဲ့ကျွန်းကြီးကနေတပါးလေးခေါ်ဆောင်သွားရင် story လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုလို story လေးတွေသဘောကျရဲဆိုရင်တော့ကျမတို့ channel ကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်အခုအားစပြီးဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးဖို့ပြောချင်ပါတယ်ရှင်